မှာစိတ်ရုံမလုပ်ဘဲနဲ့လင်းထောင်းနေရလားအေးနင်အမအလုပ်ကိုလုပ်စကားပဲပြောပါဟဲ့ဒီဘက်ကခွေးရမှာဒီဘက်ကလာနေရတယ်အော်ခုပဲမိသားစုစိတ်နဲ့ထားပါပြောလိုက်တဲ့ဟာတော့ဘာညီမတော့တိုက်ရနဲ့တော့တိုက်ချင်လူသားပြောလင်းထောင်းတာလေနောက်တစ်ခါစောကားချင်တယ်လို့ရှိရင်စောကားရေးချတာဟမ်ငါညီမလောက်မှာငါတယောက်လုံးရှိတယ်သွားထပ်သွားကဲဘလို့ဖြစ်ကြလဲဘလို့ပြရမလဲအမရဲ့ဟိုတနေ့ကလေညီမတို့စီကိုလေ customer အဟောင်းညှိုးမေးလို့ဆိုပြီးရောက်လာတဲ့စုံတွဲအမကြီးလေသူတို့က square feet တောင်းချီကို project ကြီးအပ်သွားတာအဲ့ဒါကိုညီမတို့ဘက်ကလည်းလက်ခံပြီးပြီအဲ့တော့ဒီကိုတွေကမလုပ်ပေးနိုင်ဘူးပဲစက်တိုက်ပြောနေတယ်ဘလို့ဖြစ်တာလဲသားအမမလုပ်ပေးလို့မပြောဘူးမအခုမှသူတို့က square feet တောင်းရှည်လင်းပါကျောစီမှာတခြား order တွေ square feet တောင်းကြော်ရကြီးပဲမှာပြီးတော့သူတို့ကလက်ကုန်လိုချင်တာတဲ့လက်ကုန်ကျောဘက်ကအဆင်မပြေနိုင်ဘူးမှာပြီးတော့ကျွန်တော် quality နဲ့အယူသေးကိုလည်းထိန်းရမယ်customer တွေထည့်လိုက်ပြီးတော့ပြန်လာကျွန်တော်အဲ့တော့လက်မခံနိုင်ဘူးမှာအကိုမလုပ်ပေးလို့မရတော့ဘူးပေါ့ညီမတို့ဘက်ကစာချုပ်လည်းချုပ်ပြီးစက်ရံလည်းလက်ခံထားပြီးပြီအကိုတို့လုပ်ပေးမှအောင်ရတော့မှာလေဟုတ်ကဲ့အချင်းချင်းရံမဖြစ်ကြပါနဲ့ဟိုတိုင်းလိုင်းကိုဘယ်လိုကြည့်ပေးတာလဲဟမ်အရှိမဒီမှာအများကြီး order တွေရှိရဆိုရင်ဒီအနောက်က project ကိုအချိန်ခွာပြီးချိန်ရမယ်လေအဲ့တိုင်းလိုင်းသတ်မှတ်တာဘာလို့လဲဟမ်ထူးဝင်မှာအေးအဲ့ဆိုထူးဝင်တစ်ချက်ခေါ်လိုက်ကဲထူးဝင်ရေထူးဝင်ဟုတ်မှာကဲအခုဒီမှာ operation တင်းနဲ့ save တင်းနဲ့ပြဿနာဖြစ်နေပြီအဲ့ဒါသမီးဘယ်လိုဖြစ်တာလဲအော်ဟုတ်မှာဟိုအဲ့ရတော့ကလေတမီးကလောင်းတို့ project ကိုစပြီးတော့လက်ခံနေတော့ကဟင်းသာဟိုစီ customer ရဲ့ order တွေကို production team ကိုပေးဖို့အတွက်တမီးမေ့သွားတာဟဲ့တိုင်းလိုက်ကြည့်ရမှာနင့်လုံနေနင့်အဲ့လောက်မေ့နေအလုပ်ကိုနင့်လောက်စားမနေတော့ဟဲ့ငါအကြည့်တော့နင့်ခံမပြောနဲ့တိနေရပြောရမှာပဲနင့်ကြောင့်မလို့ငါတို့ခုစိတ်တဲ့ကိုတော့ပောက်ခရပြစ်ကုန်ပြီလဲပေါ့မီးဟဲ့မထဲရှိမှာတော့နင့်စပိတ်ချာမပိတ်နိုင်ဘူးနင့်ပြနေတော်ကြပါတော့ဘလို့ဖြစ်နေနင်တို့နှစ်ယောက်ကတွေးလိုက်တာနဲ့ဟိုခဏနေပါဦးငါစဉ်းစားပေးပါဦးမယ်ဟုတ်တယ်မှာဘလို့လောက်ကြမလဲငါတို့ဟိုကျွန်တော်တို့မှာဟင်္ဒရာ order လည်းအများကြီးပဲမှာပြီးတော့သူတို့က square feet တောင်းကြော်ဆိုတော့ဟိုမှတ်မိနိုင်ဦးမှာဟိုပြီးတော့ဟိုကျွန်တော်ကရေသွေးထိန်းပြီးတော့လောရမှာဆိုတော့လူရင်ကလည်းမလောက်ဘူးမှာအေးဟုတ်ပြီအမတစ်ချက်စဉ်းစားပါအောင်မယ်ဟိုကေတီတမီဟိုရက်ကလေဟို new member အစ်စ်တွေအမတို့ trainer တာဘယ်လိုနေလဲဟုတ်ကဲ့အဆင်ပြေတယ်မသူကဒီနယ်ပယ်မှာလည်းအတွေ့အကြုံရှိပြီးသားဆိုတော့အခုဆိုတော်တော်သုံးလို့ရနေပြီဟုတ်ပြီအဲ့ဆိုဆက်ထုတ်ဒီလိုလုပ်နော်ဒီဘက်က KT တို့ department ကနေပြီးတော့တင်မဲ့မှာအစ်စ်10ယောက်လောက်ကိုတားတို့ operation တွေကိုမထည့်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်ဒီလမ်းကုန်အမီပြီးနိုင်လားတာနည်းနည်းတော့ OT ဆင်းပေးပေါ့ကလေးတွေကိုလည်းနည်းနည်း train လုပ်ပေးအဲ့ဆိုအဆင်ပြေနိုင်လားရနိုင်ပါတယ်မှာအေးလူဟောင်းတွေကတော့သူတို့နည်းနည်းတော့ဥဆောင်ပေးပေါ့ဟုတ်ပြီလားဟုတ်ကဲ့ပါနော်ဟုတ်ပြီအဲ့ဆို KT တမီတို့ရှေ့ကနေပြီးတော့ဒီတင်မဲ့မှာအစ်စ်တွေကိုဆက်ထုတ်တို့ဘက်ကိုပေးလိုက်နော်အဲ့ဆိုတားတို့ဒီလမ်းကုန်အမီကိုဒီ project ကိုရအောင် try မယ်နော်ဟုတ်ပြီလားဟုတ်ကဲ့ပါနော်အချင်းချင်းလည်းရံမဖြစ်ကြပါနဲ့အမားတို့ SMT ရဲ့ကြီးရွယ်ချက်ကိုဟုတ်လား customer တွေကိုလက်ရကောင်းကောင်းလဲငါတို့ရအောင်လုပ်ပေးမယ်အချိန်နဲ့တပြေးညီလဲငါတို့အကုန်လုံးအကောင်းဆုံးဝန်ဆောင်မှုပေးမယ်ဆိုပြီးတော့လုပ်ထားတာလေနင်တို့လူမျိုးရံဖြစ်နေဘယ်လိုလုပ်လဲနော်အဲ့တော့အကုန်လုံးတေချာတင်းတင်းမြတ်မြတ်နဲ့မိသားစုစိတ်ထားပြီးတော့တေချာလုပ်ပေးနော်အမားဘက်ကလည်းတင်းမမိုင်အကုန်လုံး bonus ဒီလောက်ကုန်တယ်နော်တာတေချာလေးပြောပြီးကဲတော့လှုပ်ဆက်ရှင်သွားလုပ်ကြတော့နော်ရံဖြစ်မနေနဲ့နော်ညီမနဲ့ဟုတ်ကဲ့ဟဲ့ဒီဘက်ကခွေးရမှာဒီဘက်ကလာနေရတယ်အော်ခုပဲမိသားစုစိတ်နဲ့ထားပါလို့ပြောလိုက်တဲ့ဟာကိုတော့ဒီစိတ်နဲ့ production တွေရတယ်ကွာဒါတွေက window တွေလားဟုတ်ကဲ့ဒါတွေ window တွေပါစကားပေါင်းတွေဒါတွေကအေးဒီသင်္ကန်းတောက်လေးတွေနော်မဟအောင်လို့တခြားလေး brush နင်းပေးနော်မစီဟိုဘယ်လိုပြောရမလဲစီအောင်တခြားလေးလုပ်ပေးနော်ဒါဘယ်မျိုးနယ်တွေလဲဒါကဟိုရွှေပြည်သာ site တော့မှာဟောရွှေပြည်သာအေးဒီဘက်ကရောအဲ့ဒါအရှိတကောဟုတ်အရှိတကောဟုတ်တေချာလေးအချိန်နဲ့တပြင်းညီသမီးတို့ပေးမဲ့ရက်ကိုမိအောင်ထုတ်ပေးနော်ဟုတ်ကဲ့မဟုတ်တေချာလုပ်ထားပါတယ်ဒီဖြက်စားဖြက်နာကြီးလည်းတေချာသိမ်းခိုင်းနော်ဟုတ်ကဲ့မဟုတ်တေချာမှားလားလို့ထွင်းဟုတ်မှာအေးရမယ်ကုန်ကျန်းတွေအကုန်ရောက်ပြီလားအော်ဟုတ်မှာရပြီဒါကဒီနေ့အတွက်ရောက်လာတဲ့ကုန်ကျန်းတွေမှာပါမြက်ဖိုင်ကြလို့ရှိရင်နောက်ကုန်ကျန်းတွေထပ်ရောက်လာအောင်မှာအဲ့ဆိုရင်တော့အကုန်ရှင်းပြီမှာဟုတ်ပြီပစ္စည်းကားရောက်ရင်တခါတည်းပစ္စည်းမှန်ကိုတခါတည်းစစ်နော်ဟုတ်ကဲ့ပါအေးလိုအပ်တာရှိတယ်မှားတာရှင်မွားတို့တခါတည်း report လုပ်ပြီနော်ဟုတ်ကဲ့ပါဟုတ်ဒါတို့ကလည်းပစ္စည်းဝိုင်းစစ်ပြီနော်တွင်းအားဆိုတေချာ stock တွေစစ်နော်ဟုတ်ကဲ့ပါအေးတခုလိုအပ်တာရှင်လည်းအမားတို့အချိန်နဲ့တပြင်းညီအကြောင်းကြနော်ဟုတ်လာအဲ့ဆိုဆက်ထုအမားတို့ drawing လေးတစ်ချက်သွားကြည့်ရအောင်ဘယ်သိဘူးလဲအမေကလည်းသူကသူလာမှာပေါ့။သမီးကလည်းကိုညီမလေးကိုစောင့်ခေါ်ခဲ့တာမဟုတ်ဘူး။အဖေကလည်းဒီရှိနဲ့ဒီရှိကိုသူခလေးမမဟုတ်တဲ့ဟာကိုသူကသူလာမှာပေါ့။ဒီဖေကိုဘလို့ပြန်ပြောနေတာ။တက်
ညီကဘာလို့ကြာလဲ တွိုင်းလောက်ဝင်နေလို့လေ တက်ညီတို့နှစ်ယောက်ကိုကြည့်ရလေငါတော်တော်ကိုစိတ်မောတယ်သိလားရှင်ရလဲဟိုကနေတော့ထွက်ဆမ်းမှာတော့ရှင်ရလဲလောလောနေစီနေတော့နဲ့ ရှေ့မှာအကုန်တိုက်ကုန်တယ်မိသားစုတစ်စုံမျိုးကားသွားလိုက်တယ် ဒီမှာစင်းနေဘလို့လောက်နေအောင်နေဟမ်ဒီမှာတပတ်စာစင်းနေအကုန်လုံးနေမှားယုံလာကြည့်ပဲအကုန်လုံး ဟုတ်လောင်းတင်နေလိုက်ပါမယ် ပြန်ပြင်မယ်ဟဟလားဒီပြန်ပြင်မယ်ဆိုတော့ဒီတပတ်စာစင်းလုံးနင်းပြန်ပြီးတော့ငါပဲချိန်ပြီးပေးရမှာပြောနေဟမ်စင်းလုံးတဲ့ချိန်မှာစင်းရုံမလုပ်ဘဲနဲ့လစ်ထောင်နေရလားဟင်နေ အမအလုပ်ကိုလုပ်ကားပဲပြောပါပတ်စံနေဝင်မပါပါနဲ့ဟဲ့နေကလည်းမကားရလဲဘာလို့လဲဆေးရမှာဆေးရမှာလည်းပြနေဘာလို့ကဒီကနေ့မလေးတော့လဲမလေးချက်ပါရပြရလဲ ဘာလို့လဲပြောတော့ ငါညမတော့တိုက်ကလည်းသူ့နဲ့ချလူတာပြောလေးထောင်တာလေငါကတော့အော်ကြီးအောင်မလည်းတော့တိုင်းလည်းလေးထောင်တာမဟုတ်ဘူး လေလက်မပါနဲ့နော်နေ ငါညမရတဲ့တော့မတည့်ရငါညမသူများလာဆောက်ကားလို့ရှိရင်ငါညမရှိရင်ငါကောက်ွယ်ပေးရပါပဲ နေနော်နေ တော်တော့စိတ်ချကြပါနင်တို့ကလည်းတလုံးနဲ့ချင်းချင်းမနှအစွားပဲရှိသေးတယ်အမလာရင်မကောင်းဘူးစိတ်ချလိုက်တော့နော်နင်စိတ်ချတော့အေးနောက်ပြီးဟိုဒီတယောက်တော့လည်းကြားလိုက်ရသိလားငါညမကိုလည်းလက်တကဆောက်ကားချင်တယ်လို့ရှိရင်လက်ဆောက်ကားရတာဟမ်ငါညမတော့ငါတယောက်လို့ရှိရင်ငါတက်တယ်လေငါညမကောက်ွယ်မယ်အားလုံးဝတ်ထားတာနင်လည်းဝတ်ထား နေနော်နေတွေ့မယ်နေနဲ့ငါနဲ့ နင်လည်းကောက်တတိထားနင်လည်းကလည်းတွေ့နေတာတော့ပါတော့လို့တော့ပါတော့ဆိုမှ မမကျွန်တော်ရောက်ပြီဘာခိုင်းစရာရှိသေးလဲမသိဘူး သွားထွက်သွားကောင်းတယ်ရှင်းနေပြီတော်တော်နေတာကြောင့်ကျုပ်အိမ်မက်နေတာမသိပါဘူးတော့ အော်မဟုတ်ပါဘူးကွာတကယ်ပါမကြည့်ပါဘူးငါလည်းမြင်ပါတယ်ကွာ ဟဲ့သမီးလေးကျန်နေပြီလေ တော်ကောင်း တော်ကောင်းတယ်တော်သမီးကောဒါလာတာတော့အမေကိုအကုန်ပေးပြီးနေလေတာကဘလို့ရှိရမှာတော့ ဟုတ်ပါရဲ့သားရဲ့အဲ့ဒီပတ်စံကုန်သွားပြီကုန်တော့လို့ဆိုတောင်းတော့အရေးကြီးတယ်လို့အသားအလုံးမရှိတဲ့လူကဒီလိုပဲအောက်ကြရတာပဲကိုညီမလေးအငယ်ဆုံးလေးမို့လို့အလိုလိုက်မလားမှတ်ပါ